မြောက်လန်ဒန်နဲ့အနောက်လန်ဒန်တို့ရဲ့စီးချင်းထိုးပွဲအားလုံးပဲမင်္ဂလာပါစိုးသား99 Football Channel နေတော့ညီကိုတွေကိုနှုတ်ခွေးစွာကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်စူပါဆန်ဒေးမှာတော့ကျွန်တော်တို့ Premier League ပွဲစဉ်73ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့မြောက်လန်ဒန် Chelsea နဲ့အနောက်လန်ဒန် Arsenal တို့ရဲ့လန်ဒန်ဒါဘီစီးချင်းထိုးပွဲရှိပါတယ်လက်ရှိမှာလည်းနှစ်သင်းစလုံးအနေနဲ့ကအကောင်းဆုံးပုံစံအနေထားမှာရှိနေတာဖြစ်ပြီးတော့အမှတ်ပေးစရာရဲ့အဆင့်1နဲ့2နေရာမှာ6မှတ်အကွာနဲ့ရပ်တည်နေတာဖြစ်ပါတယ်ဒီနေ့ပွဲမှာ Chelsea တို့အနိုင်ရခဲ့မယ်ဆိုရင် Arsenal နဲ့3မှတ်အကွာကိုရောက်ရှိလာမှာဖြစ်ပြီးတော့ Champions ဆုကိုလည်းစိန်ခေါ်နိုင်တဲ့အနေအထားကိုရောက်ရှိလာမှာဖြစ်ပါတယ် Arsenal အနေနဲ့ကလည်းဒီပွဲကိုသာအနိုင်ရခဲ့မယ်ဆိုရင် Chelsea ကို9မှတ်ထိဖြတ်ထားနိုင်မှာဖြစ်သလိုပြိုင်ဘက် Man City နိုင်ငံရင်တောင်မှ9မှတ်ထိဖြတ်ထားနိုင်ပြီးတော့ Man City ရှုံးခဲ့ရင်10မှတ်ထိဖြတ်ပြီးတော့ Champions ဆုကိုရယူဖို့သေချာစေတဲ့အနေအထားကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲက Chelsea ရော Arsenal တို့ပါအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ Champions ဆုတို့ပါသက်ဆိုင်တဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်တကယ်ကိုရင်ကုန်စရာကောင်းမဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့အသေးချပါပဲဒီလန်ဒန်အသင်းရဲ့စီစဉ်ထိုးပွဲမှာဘယ်အသင်းကများအသာရသွားနိုင်မလဲဆိုတာကိုကျွန်တော်တို့တစ်ချက်သုံးသပ်ဆွေးနွေးကြည့်လိုက်ကြရအောင်ဒီနေ့သင်းရဲ့ထိတ်တိုက်တွေးဆုံမှုကိုကြည့်မယ်ဆိုရင်တော့ဒီနောက်ပိုင်းနှစ်တွေမှာအာဆင်နယ်ကအသာစီးကစားထားတာကိုတွေ့ရပါတယ်2020နောက်ပိုင်းမှာရှုံးပွဲတစ်ပွဲမှာရှိမထားဘဲနဲ့အိမ်ကွန်းအမ်ရိတ်မှာဆိုရင် Chelsea ကိုအနိုင်ယူထားပြီးတော့ Chelsea ရဲ့ Stamford Bridge မှာတော့ပြီးခဲ့တဲ့2နှစ်ဆက်သေးရလက်ထွက်ပေါ်ခဲ့ပါတယ် Chelsea တို့အနေနဲ့ကလည်းနောက်ပိုင်းနှစ်တွေမှာအနိုင်ယူနိုင်ခြင်းမရှိတဲ့ Arsenal ကိုဒီတစ်ချိန်မှာအနိုင်ယူသွားနိုင်မလားစိတ်ဝင်စားစရာကောင်းပါတယ် Arsenal ကလည်းအနေဆုံးတည်ကြခဲ့တဲ့ Chelsea ကိုဒီတစ်ခေါက်အနိုင်ယူသွားနိုင်မလားဆိုတာကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ဒီနှစ် Chelsea ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်တွေက Arsenal နဲ့တောင်ဆင်တူနေတာကိုသွားတွေ့ရပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ Middle Club တွေကိုရင်ဆိုင်တဲ့နေရာမှာရှုံးနိမ့်ထားတာဖြစ်ပါတယ်ဒီနှစ် Chelsea ရှုံးပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ Sunderland ကိုရှုံးတယ် Brighton ကိုရှုံးတယ် United ကိုတော့တရားရောက်ခဲ့တဲ့အတွက်ရှုံးနေခဲ့တာဖြစ်ပါတယ်ဆိုတော့ထိပ်သီးအသင်းတွေနဲ့ကိုရင်ဆိုင်တဲ့နေရာမှာလပါဘူးကိုနိုင်တယ်စပါးကိုနိုင်တယ်တော့အသင်းကြီးတွေနဲ့အောက်သင်းလေးတွေကိုအနိုင်ယူထားပြီးတော့အလဲအသင်းတွေဆိုရင်ရုန်းကန်ရတာကိုတွေ့ရပါတယ်ဒါကပြီးခဲ့တဲ့နှစ်တွေတုန်းကအာဆင်နယ်ဖြစ်လေဖြစ်တာရှိတဲ့ပုံစံနဲ့တွားပြီးတော့တောင်ဆင်တူနေပါတယ်ဆိုတော့ Chelsea ရဲ့ရှုံးပွဲ3ပွဲမှာနှစ်ပွဲကအိမ်ကွန်းပွဲစဉ်တွေဖြစ်နေတာကြောင့်လာမဲ့အာဆင်နယ်နဲ့အိမ်ကွန်းပွဲစဉ်မှာသာတေချာယူတစ်စိုက်မပြင်ဆင်နိုင်ရင်တော့နိုင်ပွဲပေါ်ဆောင်နိုင်မှုရလွယ်ကူမှာတော့မဟုတ်ပါဘူးဆိုတော့ဒီချက်ကိုတော့သူတို့အနေနဲ့တေးသေးချာချာလေးပြင်ဆင်မှုတော့လိုပါလိမ့်မယ်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်တော့ဒီနှစ်မှာ Middle Club တော်တော်များများနဲ့ရင်ဆိုင်နိုင်ခဲ့ပြီးတော့အနိုင်ယူထားတာကိုတော့တွေ့ရပါတယ်လပါဘူးကိုရှုံးပြီးတော့ Man City နဲ့တော့တေးရလိုက်ထွက်ပေါ်ထားပါတယ်နောက်ဆုံးပွဲစဉ်မှာစပါးကို4-1ဆိုတဲ့ပြတ်သားတဲ့ရလက်နဲ့အနိုင်ယူထားတာကိုတော့မြင်တွေ့ရပါတယ်ဆိုတော့အာဆင်နယ်ရဲ့ DRC Premier League အဝေးကုန်းပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်နှစ်ဂိုးပြတ်သွင်းပြီးတော့အနိုင်ယူခဲ့တာကပြီးခဲ့တဲ့ဘန်လီနယ်ပွဲစဉ်ကပွဲတစ်ပွဲလေးသာရှိပါတယ်ဟုတ်ပါတယ်ကြံပွဲစဉ်တွေမှာတော့သွင်းဂိုးတကူဒါမှမဟုတ်ရင်တကူအသာနဲ့နိုင်ရတဲ့ပွဲစဉ်တွေကြီးပါပဲဒီအချက်ကလည်းအာဆင်နယ်ပြင်ဆင်မှုလိုအပ်ပြီးတော့တိကျပုံမပြသားတဲ့ရလက်တွေပေါ်ဆောင်နိုင်မှုလိုအပ်နေတာဖြစ်ပါတယ်နီးပြွာပိုင်းကိုချင်းကက်ကြည့်ရရင်တော့အန်ဇိုမာရက်စကာရောအာတေတာရောနီးပြနှစ်ယောက်လုံးကထူးချွန်တဲ့သူတွေဖြစ်ကြပါတယ်နှစ်ယောက်စလုံးကလည်းပွဲချင်းတွေပေါ်မှာမူတည်ပြီးတော့နီးစနစ်အပြောင်းလဲလုပ်ပြီးတော့ကစားနိုင်တဲ့နီးပြတွေကြီးပါပဲအာတေတာအနေနဲ့ကလည်းပြီးခဲ့တဲ့နှစ်မှာကြီးချောက်ကြီးကိုအနိုင်ယူထားပြီးတော့သူ့ရဲ့နီးစနစ်ထူးချွန်မှုကိုပြသထားသလိုမာရက်စကာအနေနဲ့ကလည်းချန်ပီယံလိမှာရှေ့ကျန်းခဲ့တဲ့ PSG ကိုနီးပြဟာအသာစီးနဲ့ FIFA Club World Cup ကိုအနိုင်ယူပြထားတာဖြစ်ပါတယ်လာမယ့်ပွဲစဉ်မှာလည်းပဲဗျူဟာပိုင်းချင်းကပ်ပုံမှန်ကန်တဲ့အသင်းကအနိုင်ရသွားဖို့ရှိနေပါတယ်ကစားသမားအင်အားကိုကြည့်မယ်ဆိုရင်တော့နှစ်သင်းလုံးကတောင်းတမှုရှိတာကိုတွေ့ရပါတယ်ဒီနှစ်သင်းလုံးမှာရှိတဲ့ player တွေအနေနဲ့ကလည်းတဦးချင်း individual ရောအသင်းလိုက်ကစားပုံရောကောင်းမွန်ကြတာဖြစ်လို့ကျွန်တော်ဒီတစ်ပတ်ကံမဲ့စူပါဆန်ရဲ့လန်ဒန်ဒါဘီကတော့တမိုင်းတစ်လျှောက်အကောင်းဆုံးလန်ဒန်ဒါဘီဖြစ်လာဖို့ရှိနေတာပါအဓိကစောင့်ကြည့်ရမယ့်ကစားသမားအနေနဲ့ကတော့ Chelsea မှာဆိုရင်တော့ကျွန်တော်လူငယ်ချာတိတ်လေး Esther Bao ကထူးခြားခြေသွမ်းပြနေတဲ့အတွက်သူ့ကိုတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ် Arsenal တွေကလည်း Easy ကိုလည်းအဓိကစောင့်ကြည့်သွားရမှာဖြစ်ပါတယ်နတ်တိုဂါနာချိုနဲ့ဆာဂါထော့ဆက်တို့ရဲ့တောင်ဝန်တစ်ဖက်အပြိုင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့နန်လာရိုက်နဲ့ဇူဘီမန်ဒီအန်ဆိုဖာနန်ဒက်နဲ့ကိုင်စီရိုရဲ့
ကျွန်တော်ကွန်းလေအားပြိုင်မှုကိုလည်းဒီပွဲမှာမြင်တွေ့ရဖို့ရှိနေပါတယ်ဆိုတော့ဒီနှစ်သိန်းရဲ့ဒီချိန်ထိတ်တိုက်တွေးဆုံမှုကပြီးခဲ့တဲ့ထိတ်တိုက်တွေးဆုံမှုတွေနဲ့မတူဘဲနဲ့ပရီးမီးယားလိချန်ပီယံဆုတော့ပါသက်ဆိုင်နေတဲ့အတွက်ဒီချိန်တွေးဆုံမှုကတော့တမိုင်းဝင်တွေးဆုံမှုဖြစ်လာတော့မှာတော့အမှန်ပါပဲโอเคဒါကတော့ Chelsea နဲ့ Arsenal တို့ရဲ့လန်ဒန်ဒါဘီကြောင်းကိုသုံးသပ်ဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာဆိုရင်လည်း Chelsea နဲ့ Arsenal တို့ရဲ့ပွဲကိုဗုဒ္ဓင်ရဇက်ပေးဖို့ရာပြုလုပ်ပေးထားတာဖြစ်ပြီးတော့ညီကိုတို့အနေနဲ့ဝင်ရောက်ပို့ပေးကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ပါတယ်